အားလုံးပဲမင်္ဂလာပါရှင်ဖေမ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာဆိုရင်တော့ကျမတို့နောက်စကလုံးအစ်စ်လေးတစ်လုံးနဲ့လာပြီးတော့မျှဝေပြီးတော့ကျမပဲဖြစ်ပါရှင်ဒီကနေ့ပြောရမယ့်စကားလုံးလေးကတော့ hi ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောမှာပဲဖြစ်ပါတယ် how I might to hi hi ဆိုတာကကျမတို့မြန်မာလိုပြန်မယ်ဆိုရင်တော့ပေးဒီပေါ့နော် how I might to hi ဒါလေးကိုစာကြောင်းအနေနဲ့ကျမတို့ပြန်သုံးကြည့်ပါမယ်พ่อให้ดอกไม้แม่พ่อဆိုတာကအဖေပေါ့နော်ให้ဆိုတာကခုနကကျမတို့သုံးမဲ့စကားလုံးပေးတီးပေါ့နော်ดอกไม้ဆိုတာကပန်းကိုပြောရပါดอกไม้ဆိုတာကပန်းแม่ဆိုတာကအမေပေါ့နော်ဒီစာအကြောင်းလေးကိုပြန်ဆိုပါမယ်พ่อให้ดอกไม้แม่ဆိုတာကအဖေကအမေကိုပန်းပေးတီးအဲ့ဒီအဓိပ္ပာယ်ပေါ့နော်พ่อให้ดอกไม้แม่နောက်တစ်ကြောင်းအနေနဲ့ကျမတို့တုံးကြည့်ပါမယ်ฉันให้อาหารหมาฉันဆိုတာကကျမပေါ့နော်ให้ဆိုတာကဒါကျမတို့သုံးမဲ့စကားလုံးပေးသည်ပေါ့နော်အာဟန်ဆိုတာကအစားအစာပေါ့နော်หมาဆိုတာကခွေးကိုပြောတာပါฉันให้อาหารหมาဆိုတာဒါလေးပါတာပြန်မယ်ဆိုရင်ငါခွေးစာကျွေးတယ်ငါခွေးစာကျွေးသည်ပေါ့နော်ฉันให้อาหารหมาနောက်စကားလုံးလေးတစ်ခုနဲ့ကျမတို့ height ကိုဘယ်လိုသုံးမလဲဆိုရင်อยากပေါ့နော်အော်ယောအားကောอยากให้ဆိုတာကပေးခြင်းဒီပေါ့နော်တော့อยากဆိုတာကတော့ခြင်းဒီဆိုရဲအတိတ်ပဲတက်ရောက်တယ်ပေါ့နော်อยากให้ဆိုတာကတို့နှစ်ခုပေါင်းလိုက်မယ်ဆိုရင်ပေးခြင်းဒီပေါ့နော်ဒါလေးကိုစာကြောင်းလေးအနေနဲ့ပြန်ပြီးတော့အသုံးပြုကြည့်ပါမယ်แม่อยากให้เงินพ่อဆိုတာကแม่ဆိုတာကအမေပေါ့နော်อยากให้ဆိုတာကပေးခြင်းဒီเงินဆိုတာကပတ်စံပြောတာပါพ่อဆိုတာကအဖေကိုပေါ့နော်ဆိုတော့သူရဲ့အတိတ်ပဲကအမေကအဖေကိုပတ်စံပေးချင်တယ်ပေါ့နော်ပြန်ဆိုကြည့်ပါမယ်แม่อย่าให้เงินพ่อအမေကအဖေကိုပတ်စံပေးချင်တယ်အားလုံးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်အမားလေးပိုင်းလည်းထောက်ပြပေးလို့ရပါတယ်ရှင်